ရေးလဲပြောတယ်ပိုးဆိုးပတ်ဆက်ပြောတယ်ဟာဒီကဘာမှအပြောဆုံးလူတော့ငါတော့ပြောမယ်မထင်ဘူးကွာရှင်ကဘာကိစ္စလောက်ပြောနေရတာအပြောတာဗောအခုခင်လိုက်တဲ့အောင်ကြီးနဲ့ပြတ်သွားပြီအဲ့ဒါငါတို့ကခွင်မတရားလုံးရှိတာတော့ရှင်အဲ့ဒီမိမကိုကြိတ်ကြံနေတယ်ဗောကိုတကယ်ချစ်လို့ကမိမရဲ့မင်းမို့လုံးရတယ်ကွာကျန်မင်းကမလေးရမင်းပေါ်မှာအစောရရအကုန်ကောင်းတာမင်းသိရနော်သိရတယ်ကွာတော်တလင်းသက်ခင်းနေတဲ့ကောင်ခွင်ကတော့လောက်ကွာတော်တလင်းသက်မခွင်းသူတာပဲတူတူပဲရလေရေးတဲ့စကယ်ပြန်ပြောအောင်လို့ကျွန်တော်အဲ့လိုပြောတာမဟုတ်ပါဘူးမင်းကြရရမင်းလာမင်းရင်ထဲမှာမရှိဘဲနဲ့လေအဲ့စကားတွေကိုမင်းဒီပါဇက်ကထွက်ကြတာလေဘာအကြောင်းမှမရှိဘူးရသေတော့မယ်ကဲမိမရဲ့ယောက်ျားပြောမှလားရောက်ပါရဲ့စကိုခံမှလားဒီတော့အကိုတွေကဝိုင်းစုနေအောင်မင်းကပျော်ချင်နေတာမဟုတ်လားအဲ့လိုခေပါလေဝိုင်းပြောပြပါဦးကွယ်ဘာပြောရမှာလဲဟမ်ကျမမရဲ့ယောက်ျားဆိုပြီးအလုံးမရှိအကိုင်မရှိဘာလို့မအောင်မြင်တဲ့ရှင်ကိုအထင်ကြီးကြည့်နေလိုက်ရတာလူစကားပြောရတယ်ရှင်ကတကယ်တော့တောင်းတော့တက်ခိုးပြီပဲဘာများလုံးပြီလို့ကဲကျွန်တော်ပြောတာဝဲစောင်းအောင်နားထောင်ကြပါဦးနားထောင်မယ်မင်းစုံတဲ့ဒီကိုနားထောင်မယ်မင်းကဘယ်ချိန်ဆုံးမှာအခုဆုံးတော့မှာအော်အဲ့ဒါကိုပြောနေတာမဟုတ်ဘူးငါပြောတယ်ဆိုတာငါတို့မိသားစုတွေမဟာခွေကြီးရတော့မှာမလို့ပြောတာဟဲ့ဟာခွေကြီးပြောတယ်မဟာခွေကြီးဆိုတာဘာလဲပြောတယ်လို့ပြောနေရမဟာခွေကြီးပါလေငါပြောတာလားမကြောက်ဘူးငါပြောမှလည်းမကြားနဲ့ကြောက်နိုင်ပိတ်တာမလို့ကြောက်ကျန်နေလိုက်တာဟဲ့အဲ့ဒါကြောင့်လို့နင်းမယူပဲနဲ့နင်းမအောင်ယူတာငါလည်းပြီဆိုတာဟမ်ရှင်းမဟာခွေကြီးဆိုတာပဲပြောစမ်းပါအော်ဒီလိုပါမိမရဲ့အခုခင်လိုင်းနဲ့အောင်ကြီးနဲ့ပြက်သွားပြီဆိုတော့ဒီခေတ်ကကျတော့ခင်လိုင်းကအရင်ဦးဆုံးဖူးဖူးကြိုက်ခဲ့တာသူ့ကိုယ်တွေကိုကြောက်လို့ဆိုပြီးတော့မပြောဘဲနဲ့အောင်ကြီးနဲ့ကြိုက်သွားတာအခုခင်လိုင်းနဲ့ဖူးဖူးနဲ့ကိုနီးစက်အောင်လုပ်ပြီးလိုက်ပြီးပြီဗောကျမနဲ့ဆိုတော့နေဆိုတော့ကျမဘာမှမလုပ်လဲခလေးရမှာအေးဗောခလေးရနေတာပါဟိုငကားကိုလည်းစောင်းနာမနာဘူးလုံးမဲ့ကြိုင်မဲ့ဆိုတာကြီးပဲဟိုယောက်ျားပြောချင်တာကခင်လိုင်းနဲ့ဖူးဖူးနဲ့ညာသွားပြီဆိုရင်ငါတို့သိကျင်တဲ့ခင်လိုင်းရလှုပ်အချက်ကိုရအောင်စုံစမ်းအေးအဲ့ဒါကိုလည်းဖူးဖူးကအဲ့လှုပ်အချက်ကိုစုံစမ်းပြီသဘောပေါက်လားဖြစ်ပါမလားမဖြစ်ပြောက်စုံစမ်းရမယ်အေးအခုမပြောသေးရင်လေခလေးတယောက်နှစ်ယောက်ရတဲ့အထိတော့